တချို့လူတွေကစားတတ်တယ်အကြအမြင်ဘုဟုတ္တအလွန်များတယ်အဲ့လိုဘဟုတုတ္တများတဲ့အတွက်ကြောင့်မန်ဝင်ကြတယ်ပေါ့နော်သူတော်ကောင်းတွေကိုပြင်မမိတယ်ကိုအထင်ရောက်တယ်မန်ဝင်ရင်ဟိုဘက်မှာဆက်ပြီးတော့မှားတရားတွေကတတိတန်းကြီးပဲဟုတ်လားအဲ့ဒါလိုမန်ဝင်ပြီးတော့မှားကြပြီဟဲ့ဆိုရင်ဘာနဲ့တူလဲဆိုရင်တဲ့မိမတယောက်အစင်းလှလို့ပြည့်တစားမှဖြစ်ရတာနဲ့တူနေတယ်ဟောပြည့်တစားမှဖြစ်ရအောင်လှတာဆိုရင်တော့အဲ့ဒီလှတာမလှတာမှတော်သေးတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဘလောက်ကောင်းတဲ့ဥပမာလဲစဉ်းစားကြည့်နော်မိမတယောက်လှတယ်လှလွန်းမှုပါဖြစ်သွားတယ်ပြည့်စားမှဖြစ်သွားတယ်ပြည့်စားမှဖြစ်မှဆိုရင်တော့ဇာတဲ့စာမလှတာတော်သေးတယ်လို့ပြောတာဒါတုတ္တနဲ့ပတ်သက်ပြီးဆိုရဲအဲ့လိုဥပမာပေးတယ်ဟောတချို့ပညာတတ်တယ်အတိကြီးတယ်ဒါပေမဲ့အဲ့ဒီပညာကြောင့်ကိုပဲမာန်တက်လာတယ်အဲ့ဒါကြတော့ဘာနဲ့တူလဲဆိုရင်တဲ့လူတယောက်အတ္တတို့မြင်ကြီးရတယ်မြင်းပြန်လို့ဟာမျိုးပေါ့အလွန်ကောင်းတဲ့မြင်းအာဇာနည်မြင်းပေါ့အဲ့ဒီမြင်းကြီးလဲရရောတက်စီတယ်မကျွမ်းတဲ့အခါကျတော့မြင်းစည်းကမကျွမ်းတဲ့အခါကျတော့မြင်းဘောကလိမ့်ကြပြီးတော့ပေါင်ကျိုးရောပေါင်ကျိုးမှမြင့်ရင်တော့ဒီမြင်းကမရတာတော်သေးတယ်ပေါ့မန်တက်ရမှမြင့်ရင်တော့ဒီပညာမတတ်တာတော်သေးတယ်ပြော။ဒါဘယ်လောက်ကောင်းတော့မန်တက်မဲ့တက်တဲ့မန်တက်ဖို့အတွက်တက်ရတဲ့ပညာဆိုရင်မတတ်တာတော်သေးတယ်။ဆိုလိုတာကပညာတက်ရတာနဲ့မကာမိမန်ဖြစ်ရတာကိုယ်ပိုးပြီးတော့နာတယ်ထိကြိုက်တယ်လို့ပြောတာ။သဘောပေါက်ရဲ့လား။နောက်ဘုံဘုံတို့တက်ကာရကိုမှအစွမ်းအစရှိလို့ပူဇော်ကြတယ်လေးစားကြတယ်ဘုန်းကြီးလောကဆိုရင်ကြီးညိုကြတယ်နာမည်ကြီးတယ်အစရှိတဲ့ဖြစ်ပေါ့နော်အဲ့လိုဖြစ်လာပြီဆိုရင်အဲ့လိုဖြစ်လို့မို့မန်တက်လာပြီဟေ့ဆိုရင်ဘာနဲ့တူလို့လဲကျူပင်ကျူသီးသီးတယ်လို့ဝါပင်ဝါသီးသီးတယ်လို့ငပြောပင်ငပြောသီးသီးတယ်လို့ဒီသီးလာတဲ့အသီးဟာအပင်ကိုတတ်ဟုတ်လားအဲ့လိုပဲလာဘတက္ကာရတွေများလို့မန်တက်လာပြီဆိုလို့ရှိရင်ဒီလာဘတက္ကာရမရတာကောင်းသေးတယ်တဲ့ရတဲ့မန်ဖြစ်လို့နော်အကျိုးမဲ့သွားတယ်ကြာအကျိုးမဲ့သွားတာတွေကရတဲ့လာဘတက္ကာရနဲ့မကာမိဘူးပေါ့ဒါကြောင့်မလို့တချို့ပြောရတာရှိတယ်ဒီလက်ပူဇော်တက္ကာရတွေရလို့သူတော်ကောင်းအလုပ်ကိုမလုပ်နိုင်တော့ဘူးဆုတ်ယုတ်သွားပြီဆိုရင်အဝင်ပစိန်ထွက်တာပဲလို့အဲ့လိုပြောရတာရှိဒါဘုန်းတို့ဘုန်းကြီးလောကမှာတတိထားเสียအဆုံးအမတွေပေါ့နော်ဒါကြောင့်ဓမ္မနာနဲ့ပတ်သက်ပြီးတော့ရွှေချင်းစတော်ဘုရားကြီးရဲ့နော်ပြောတဲ့လွန်းတဲ့စကားလေးတွေအကြောင်းပြောပြတာဟုတ်လားပညာတက်လို့မှန်ဖြစ်တယ်ဆိုရင်ဘာလို့မြင်းရလို့မြင်းမောလိမ့်ကြလို့ပေါင်ကျိုးရတာနဲ့တူတယ်လို့ပြောနော်ဒါမှမဟုတ်အလွန်ကောင်းတဲ့ဒီဩဝါဒတွေကိုဘုံဘုံတို့မှတ်သားသင့်တယ်ပေါ့ဟုတ်လားဒီမမာနကိုနှိမ့်ချခြင်းဟာသူတော်ကောင်းတို့ရဲ့လမ်းစဉ်ဆိုတာလေးကိုဆက်ပြောရတယ်